Okay hello အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့ Flat Demon ခေါ်တာပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ video မှာမလုပ်သွားမလဲဆိုရင်ကျွန်တော်ဒီနေ့ video မှာ NR ဝန်တက်သွားရပါတော့ဟုတ်ပါတယ်ကျွန်တော် NR ဝန်တက်ပြီး live ထွက်လဲသွားယူရပါတော့ Okay ကျွန်တော် NR ဝန်ကိုဘယ်လိုတက်သွားမလဲဆိုတော့သိချင်တော့ video လို့ဆုံးကြည့်ပေးကြအောင်ဗျာအဲဆို video လို့ဆက်လိုက်ကြအောင် let's go ကျွန်တော် NR ဝန်တက်ဖို့ဆိုရင်ကျွန်တော်အရင်ဆုံးများနေပြီမယ်ကျွန်တော်နေတာနဲ့ရင်သွားမှာဗျာအဲ့အရင်ဆုံးကျွန်တော်ဒီဟွာလေးလိုရဲ့ကျွန်တော် flint နောက်ပြဒါလေးနောက်ပြကျွန်တော်ဟွာလေးလိုရโอเคကျွန်တော် cherry ကိုဝယ်တော့လိုက်တော့မယ်တခြားဟာရမရှိဘူးဖြစ်ဒီနောက်ကျများလုံးမယ်မဟုတ်ရင်ကျွန်တော် blaze တွေတို့ gas တွေတို့ကကျွန်တော်လိုက်နောက်ရှန်တာအဆင်မပြေဘူးကျွန်တော်များလေးလောက်သွားမယ်ပေါ့နော်โอเคအေးမီလူကျွန်တော်ဟွာလောက်ရောက်မှာဟာရှောရာအော်ဒီမှာမီးကြီးရှည် yes မဆိုးပါအဲ့တော့ကျွန်တော်ဘလော်လေးနည်းနည်းပါးယူသွားမယ်ကျွန်တော်ဘလော်လေးနည်းနည်းပါးဆိုနည်းနည်းပါးအော်မီးကြီးတော့ရှင်တော့ပြောကျွန်တော်နောက်ရောဘယ်မှာကျွန်တော်အုပ်စီးပြန်ကျွန်တော်နေသားလေးကိုတောင်းမယ်နော်နေသားလေးကိုကျွန်တော်ချီတက်မယ်ကျွန်တော်နေသားအကောင်လေးကိုဖြုတ်မှာပေါ့နော်အရင်ဆုံးအုပ်စီးပြန်ယူမယ်ပေါ့နော်အုပ်စီးပြန်ကတော့ကျွန်တော်ဒီမဲ့19တော့တခြားပစ္စည်းတွေတော့ကျွန်တော်ဒီရက်ထည့်ထားရပါတော့ကျွန်တော်တေးသွားရင်ဟိုမှာလုံးဝမဟုတ်ဘူးโอเคအဲ့တော့ကျွန်တော်သွားမယ်နေသားလေးသွားမယ်နေသားလေးဘာမှမလုပ်နေသားလေးအကောင်လေးဖြုတ်တော့မယ်ဟုတ်နေသားလေးကနေတော့အနေရရှိတယ်အဲ့တော့ကျွန်တော်ဒီဟိုလုံးဖြစ်ဘလို့လေးနဲ့ဘာလို့ထည့်ယူသွားလိုက်ပေါ့ကျွန်တော်โอเคကျွန်တော်ကတော့စပြီးနေသားပေါ်တဲ့ဆက်ဆောက်တော့မယ်ပေါ့နော် yes ကျွန်တော်ဝေါ်ထဲမှာပထမဦးနေသားပေါ်တဲ့သွားမှာပေါ့နော်နေတာလေးတော့မှာပေါ့နော် yes ကျွန်တော်ဒီ164မှာကျွန်တော်နေတာလေးရောက်တယ်ပေါ့နော်ကျွန်တော်ကျွန်တော်တော်တော်လေးကိုနောက်ကျနေသူများဆိုကျွန်တော်ဒီ90လောက်နဲ့နေတာလေးတော့ကျွန်တော်ဒီ100ကျော်မှသွား150 200ပြီးတော့မှသွားကျွန်တော် yes နေတာလေးရောက်ပါပြီနေတာလေးဆိုရင်တော့ကျွန်တော်လာပါဒီနဲ့ဆိုတော့နေတော့အမြင်များရပြကျွန်တော်အာမတယ်လေးအဲ့ဒီ fire protection ပေါ့ဟိုလာပါတဲ့တိတ်ကြလို့မဖြစ်ဘူးဖြစ်နော် fire protection ပိုင်းတော့မစိုးဘူးပေါ့နော်ဟိုခံကျွန်တော်က MG protection တွေကြိုင်မှာကျွန်တော်အာမာတွေအကုန်လုံးက protection တွေပဲပါကျွန်တော်အဲ့လို fire protection မပါဘူးအဲ့တော့နည်းလေးကြလို့မဖြစ်ဘူးကြာရတော့ကျွန်တော်တန်းပြီးရှောင်းမှာဒါပေမဲ့ဟိုလောက်ကြီးတော့ကြောက်စရာမလိုကျွန်တော်ဒါမှမဟုတ်အာမာတွေအန်ချန်ထားတော့ခုကျွန်တော်ပတ်သွားကြည့်မယ်ကျွန်တော် Nether Fortress ရှာမှာပဲကျွန်တော် Nether Fortress ရှာမှာနောက်ပြပစ်ကလင်းရန်နေလေးကြောက်တယ်အကောက်နေရခုကျွန်တော်ဒီဘက်သွားကြည့်မယ်ခုမှပစ်ကလင်းနေအကောက်ကိုသွားကြည့်ရမယ် let's go မင်္ဂလာပါအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ခုတော့အိမ်ပြန်ရောက်နေပါတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်အာမာတွေနေဗျကျွန်တော်ပြန်ပြင်မလို့ခဏကျွန်တော်နောက်ကျွန်တော်Nether Fortress ဘယ်လိုရှာတဲ့နေရာကိုလည်းကျွန်တော်သိသွားပြီပေါ့နော်ကျွန်တော် chat ပေးနဲ့ကျွန်တော် C ကိုရိုက်ပြီးရှာလိုက်တာဗျအဲ့ဒါကျွန်တော်ဒီမဲ့ပေါ့နော်ကျွန်တော်မေ့သွားမှာမလို့ဒီမဲ့ရိုက်ထားတယ်ကျွန်တော်chat ပေးနဲ့ရှာလိုက်တာဗျကျွန်တော် C ကိုရိုက်ပြီးတော့ကျွန်တော် wall C ကိုရိုက်ပြီးရှာလိုက်တာအဲ့မဲ့အဲ့တော့ SC ကိုကျွန်တော်သွားမယ်ပေါ့နော်အရင်ဆုံးကျွန်တော်အာမာတွေအရင်ပြင်မယ်ဗျမတည်ဘူးကျွန်တော်ဒိုင်းမ29လုံးရှိရတော့မဲကုန်ကဲဒီစမှာလည်းကောင်းတော့ပါကျွန်တော်โอเคကျွန်တော်အဲ့တော့ကျွန်တော်ပြန်သွားမယ်ကျွန်တော် location နေရာတွေပါလေတည်ဆိုကျွန်တော်ပြန်သွားမယ်โอเคကျွန်တော်ပြန်မသွားခင်ကျွန်တော်လုံးစရာတွေရှိတယ်အဲ့ဒါဆိုကျွန်တော်အစားအစာယူမှာပေါ့နော်အစားအစာကျွန်တော်မရှိတော့ဘူးဗျဒီကနေ့ကျွန်တော်ဘလို့ကောင်းငန်းရောင်ဒီမှာကျွန်တော်အစာကုန်သွားတာတွေပဲဖြစ်နေပါဆိုလို့ပေါ့နော်ကျွန်တော်အစားအစာယူသွားမယ်ရဲ့10တုံးကတော့ထားလိုက်ပြီခုကျွန်တော်ဘာလီလို့ဘာမှတော့မလို့ကျွန်တော်နောက်ထပ်ဘလော်လေးနည်းနည်းပါးယူသွားမယ်ကျွန်တော် yes ကျွန်တော်မန်နေမရှိရတော်တော်စိုးတယ်ကျွန်တော်မန်နေကကျွန်တော် TikTok မှာလေးရှာကြည့်ရကျွန်တော် line ပေါ်မှာရှာကြည့်ရကျွန်တော်ဘာလဲဆိုတော့ကျွန်တော်ဟိုပါဗျာကျွန်တော်ဘလို့တော့စုံမတွေရှိနေတာဗျာအဲ့ဒီနေရာဘလို့ခေါ်တော့အဲ့ဟာ villager ထဲမှာသူက trade လို့ရမှာတဲ့အဲ့ဒါကျွန်တော်လည်း trade ရပါတော့ကျွန်တော်တခြား wall တွေရမှာကျွန်တော်စမ်းကြည့်ဟုတ်တယ်ကျွန်တော်တို့မန်နေကအခုနောက်ပိုင်းအချင်းချင်းဖြစ်လို့ဆိုတော့သူကဒီလိုလဲဆိုကျွန်တော်ဘိုင်းလုံးတစ်ခုကိုရအဲ့လို villager တစ်ကောင်ကအဆုံးထိ trade ပြီးတော့သူကဟိုဟာလို့ရတယ်
သူကအဆုံးဒီ train မှာလေအဲ့လို villager တွေကအဲ့လိုကျွန်တော်တို့ပစ္စည်းကောင်းကောင်းတွေပေးရပြစာအုပ်နောက်ဆုံးမှာစာအုပ်ကောင်းတွေပေးရတယ်အဲ့လိုအရင်တော့အဲ့လိုမျိုးကျွန်တော်တို့အဲ့လိုမ trade ဖက်နဲ့မရတော့ဘူးတိုင်းရှာကြည့်လို့မရတော့ဘူးပေါ့နော်အဲ့ဒါရတော့စိုးရပြဒီကျွန်တော်ကကျွန်တော်ဒီတိုင်းလေးပဲဟွာတော့ရင်ရရတော့ဗျခွေကျွန်တော်ဒီဘက်သွားမှာပေါ့နော်ကျွန်တော်ဒီဘက်အရင်ဒီဘက်တန်းတန်းသွားအဲ့ဒီဘက်တန်းတန်းတူးသွားမယ်ပေါ့နော်ကျွန်တော်အိုး wait ဒီမဲ့ဟွာလာတွေ့တာအိုးကြောက်ကန်ကောင်းလိုက်တာအဲ့ရော Asian debris လာတွေ့နေတာရောဟုတ်ဒီဟာ Asian debris လာတွေ့နေတာကျွန်တော်ဒီဘက်စပါဘောလို့ကျွန်တော်တိကျတာလည်းမြန်နေလို့လာပြောကျွန်တော်မဟုတ်ရင်ရောအိုးတွေ့ရပြီနောက်ထပ်ပြီ wait ကျွန်တော်ဒါပေးရမှာဒါပေးမဟုတ်ဘူး yes တွေ့ရပြီနောက်ထပ်ဒီမဲ့ Asian debris ရောဟုတ်တယ်တော်တော်လေးဟုတ်နေရောကျွန်တော်နေသားထိုက်တုံးရပြီကျွန်တော်နေသားထိုက်တုံးရအပေါ်တွေတော့မတူးရဘူးပေါ့ကျွန်တော်ဟွာလုံးမှမလို့ yes ကျွန်တော်နေသားထိုက်တုံးရပြီကျွန်တော်ဘာမှတော့မလုပ်ရသေးဘူးလေဒါပေမဲ့ကျွန်တော်ဟွာတော့လူကြီးရိုက်တာကျွန်တော်အဲ့လို upgrade နေတယ်အဲ့ရရှိနေရတော့ပေါ့နော်ညနေတိုင်းညနေဟာကြောက်စီရိုက်ကျွန်တော်ကြောက်တယ်တော့ကြောက်တယ်အပန်ကြီးရိုက်ပြီးတော့ဟွာကြောက်စီရိုက်ဟိုပိကင်းဟောရင်တွေ့ပြီးမပြင်းနေမပြင်းနေလို့မျိုးပြောအော်ကျွန်တော် pickling ဟာရတော့မဝင်သေးဘူးပေါ့နော်ကျွန်တော် pickling ဟာရကျွန်တော်လည်း ready မဖြစ်သေးဘူးဗျကျွန်တော် ready မဖြစ်သေးတော့ကျွန်တော်မဝင်သေးဘူးအဲ့တော့ကျွန်တော်ဒီဘက်ကိုဆက်သွားမယ်မဝင်ကျွန်တော်ဝင်နေပေါ့နော်ကျွန်တော် ready မဖြစ်သေးဘူးပေါ့နော်ကျွန်တော်လာတာဒီကောင်းကိုတိုက်ဖို့မဟုတ်ဘူးဗျကျွန်တော်လာတာအဲ့ဒါကြောင့်လို့ပေါ့နော်မဝင်တော့ကျွန်တော်တိုက်ပါဘူးကျွန်တော် golden apple လည်းမရှိဘူးကျွန်တော်ဆိုအဲ့ဒါနဲ့စိုးရပေါ့နော်ကျွန်တော် golden apple မရှိရတော့တော်စိုးတယ် yes ဟူး okay အဲ့တော့ကျွန်တော်တို့ကိုယ်နဲ့ပဲတိုက်ခိုက်ကြတယ်ဆိုနေတော့ကြောက်မိပါတယ်နေတော့ကြောက်လို့ကျွန်တော်လည်းတော့ကြောက်မိပါဒီစလာကြကွာကျွန်တော်ဒီမှာဟိုမပါဘူးကျွန်တော် fire protection မပါဘူးကျွန်တော်အရာနဲ့စူးတယ် blaze တွေလည်းကျွန်တော်ပြစ်ချင်တိုင်းပြစ်လို့မရဘူးဗျာကျွန်တော်မြာ infinity မပါဘူးဗျာအဲ့ဒါတော့တော်ဆိုးတယ်ကျွန်တော်အခုကတော့လည်းလုံးကြုံပြီလို့ခံစားမဂမာတွေရောကျွန်တော်အဲ့လောက်ကြီးကမပြောတော့ဘူးလို့မင်းတို့ကမဂမာရောစပွန်နာကြီးကကျွန်တော်ကျွန်တော်တက်ပြီနော်ကျွန်တော်တက်ပြီဘာလို့လဲကြီးတော့ခေါင်းတက်နေခေါ်ရမှာဘာမှမဖြစ်ဖယ်ရမှာကွာမင်းကလေဒုက္ခဒါကတော့ကျွန်တော်စကန်လေးဖြစ်သွားပြီပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီကောင်မျိုးဘယ်လိုတိုက်ရမလဲစဉ်းစားရအောင်ဒီတော့ဆန်းလို့ရပြီ yes place fan ပါတော့အကောင်ဦးတာတွေတော့မကြောက်ပါဘူးကျွန်တော်ဟုတ်တယ်ကျွန်တော်ဆဲဘူးဆိုရင်ကျွန်တော် blade ဟိုအခု oh yes ဒီလိုကျွန်တော်ခွာလေးကျိုး yes ကျွန်တော် happy guess ခွာလေး yes ကျွန်တော်မထင်မှပဲတွေ့ရတော့ကျွန်တော်မရှာပဲနဲ့ကိုဒီလိုက် yes ကျွန်တော်မထင်မှပဲတွေ့လိုက်ရဗျာကျွန်တော်ရှားရတော့မလို့လိုက်ဘူးတော့ကျွန်တော် yes ဟောပါရဲ့ကျွန်တော် okay ကျွန်တော်ရော်နေမကြောက်ဘူးတတိရှိတော့ပြီကွာညတော့ဘာဖိုက်ချင်လဲနာတော့သူကနေသား photo ကဘယ်နှခုကြီးပေါင်းထားတယ်သူကအော်အီထွန်းတာသူကဒီမှာတည်ရဆိုတော့တိချမပြင်းစင်သွားလို့ပေါ့နော်ကျွန်တော်ဒီတိုင်းလောနဲ့ထွက်သွားလို့ကျွန်တော်အခုကတော့တိချပြင်းစင်တော့ yes so easy bro
တော်လေးချက်လာနေရပေါ့ကျွန်တော်ဒီဟိုစူပါစတာကြီးရတယ်ဝေကျွန်တော်ပြန်မယ်ပြီးတော့အနာမန်နေရှိရဲ့ဘိုင်းကိုလိုက်ရှာမယ်ပေါ့နော်ပြီးအဲ့တော့ကျွန်တော် app ဘိုင်းထဲမှာပဲပြန်လို့ရပါအဲ့တော့ let's go guys ဒီလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါကျွန်တော်ခုကတော့အနာမန်နေရှိရဲ့နေရာကိုရောက်လာပြီပေါ့နော်ကျွန်တော် line နဲ့တောင်လာပါတယ် gas card ပြလို့လာပါတယ်ပြီးကြကျွန်တော်တေလို့ဖြစ်သွားတယ်ဒီမှာကြည့်ကျွန်တော်အားမိုင်လဲကျိုးတော့မှာပေါ့နော်နောက်ပြီးဒီမှာကျွန်တော်ဒီ happy gas တွေဖြစ်လာမဲ့ကောင်းကြီးလေ dry gas တွေအကောင်လေး၄ကောင်လေးရခဲ့ကြလမ်းပါကျွန်တော်တွေ့လို့တူးလာတာကျွန်တော်အနာမလဲကျွန်တော်နှစ်ခုရှိပေါ့နော် okay အဲ့တော့ကျွန်တော်နောက်ပြီးတော့ဒီမှာအနောက်မှာလည်း nether fort ထဲပေါ့နော်ကျွန်တော် line နဲ့လည်း nether fort ထဲတစ်ခုရှိရဲအဲ့တော့ကျွန်တော် nether word တွေပါလာယူမယ်ပေါ့နော် okay အဲ့တော့ blaze rock ကနေလေးယူရင်ယူလေးရအောင် okay အဲ့တော့ကျွန်တော်တို့အနာမန်ကိုစပြီးခိုးလိုက်ကြအောင် let's go okay အဲ့တော့ကျွန်တော်တို့အခုပြန်တော့မယ်ပေါ့နော်ကျွန်တော်အာမိုင်လည်းဒီမှာကြည့်နည်းနည်းလေးပဲကျွန်တော်နောက်ပြကျွန်တော်ဒီမှာလိုတဲ့အန်နာဖဲတွေနောက်ပြနေတာဝတ်တွေလည်းရခဲ့ပြီပေါ့နော် okay အဲ့တော့ကျွန်တော်လည်းပြန်တော့မယ်ပေါ့နော်အဲ့တော့ကျွန်တော်အိမ်ရောက်မှပြန်နေကြပါပေါ့ let's go guys ပါပြီကွာဒီစကလဒိုနီနဲ့ကွာဟာကွာဒီစကလဒိုနီပီကလေးနေနဲ့ကွာတော်တော်ရှုံတာကွာကွာမဟုတ်သေးပါဘူးကွာကွာပြန်သွားရအောင်မေငါတီးလို့မလို့ကွာဒီလောက်ကလောက်ထားတော့ကောင်းရတော့လောက်နေပြီကွာကွာဒီလောက်ငါပြီးတော့ကိုမရဘူးတဲ့ညဘာဒီလေလို့ပြန်သွားရအောင်မလို့ဟာအန်အဖေးတွေပဲနှမျိုးတာပါကွာဒိုင်းမွန်အမှာပြန်တူးလို့ရတယ်ငါအန်ချန်ပြီးသားဒိုင်းမွန်တွေကိုပီကလေးနေနဲ့တွေးမှမလို့ငါတိချရှောင်လာတော့မရဘူးလေအဲ့ဒါကြီးပဲကွာလေဘေးလေးနှမျိုးစရာကွာအပေါ်တက်ရုံပဲရှိသေးတယ်ကွာတန်းပြေသွားတယ်လာပြီးပါရလေနေကွာငါကူတိုင်းလေးသွားတော့ဟုတ်ရတယ်မင်းအပြင်းလေးထော်ကားရှိသေးတယ်တန်းပြီးတော့ကိုလှုပ်သွားတာဟေးအရင်ဟိတော့ပြင်းလေးကောင်းတာကွာဒီကောင်ကြီးကအိုင်းရောအမှယူသွားရအောင်နှမျိုးစရာကြီးကွာငါရအောင်ပြင်းရအောင်ဒီဒါရီရရှိတယ်ကျွန်တော် blaze တော့လေးရှိတယ်ဟာပြင်းရအောင်နော်အောင်းနေကွာသူများကိုဒီတော့မနေငါပြေးလာတာကိုဒီကောင်ကြီးကဟိုကလုံတီးရမရရအောင်ကိုလိုက်ပြီးတော့ကိုလှုပ်တာဟေးokay အဲ့တော့ကျွန်တော်ပစ္စည်းသွားယူတော့မယ်ပေါ့နော် okay အဲ့တော့ကျွန်တော်ပစ္စည်းယူပြီးမှပြန်နေကြပါပေါ့ပစ္စည်းရဲ့ကတော့ဘာဒီပျောက်သွားမလဲမသိဘူးကျွန်တော်လာပါတယ်တော့ကျွန်တော်ကြာတော့တွေးလိုက်တယ်ဘာဒီကြံမဲတော့မသိဘူးပေါ့နော် okay အဲ့တော့ကျွန်တော်
ပစ္စည်းနေရတော့မြန်သွားမှရရပေါ့နော်တော်ကြနေပျောက်သွားလိမ့်မယ်โอเคအဲ့တော့ကျွန်တော်ပစ္စည်းသွားယူလောက်မယ်ပေါ့နော်ပစ္စည်းသွားယူပြီးမှပြန်ကြပါပေါ့ပြောဟေးဟာဘယ်ကောင်ပြစ်တာတော့ဟာအာမာကြီးကျွန်တော်ပြန်ရနေပြီအာမာဟိုအုတ်ထုံးနဲ့ဟွာပဲပျောက်တာနေတာဝတ်တီရောကျွန်တော်အကုန်ရနေပြီအနာပဲချာမှာကွာဟာမြန်လောက်တာကိုမရဘူးကွာဆော့ကျင်နေမရှိတော့ပြင်းရဆော့ကျင်နေမရှိတော့အော်ပြင်းရကောဆော့ကျင်နေမရှိတော့ဟူးအာမလေးပြန်ရနေပြီကျွန်တော်လာရတဲ့ပြုတ်ကြတော့အာမနှစ်ခုကပီကလင်ဝေ့ထားတာကျွန်တော်အာမနှစ်ခုကအုတ်ထုတ်ရဟောအုတ်ထုတ်ရမို့ဖက်နဲ့ဘောင်းမီရပီကလင်ဝေ့ထားတာအဲကျွန်တော်ပြန်ယူတော့ပီကလင်နောက်တဲ့တစ်ခေါက်ပြစ်သွားတယ်လို့ကွာအော်တွေ့ပေါ့ဟယ်လိုအားလုံးမင်္ဂလာပါအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်အခုကတော့ဒီမှာပေါ့နော်လိုတဲ့အနာဖဲတွေကိုကျွန်တော်ရှာပြီးသွားပြီပေါ့နော်သွားပြီးတော့ကျွန်တော်နဲဒိုင်မွန်အာမာတွေပျောက်သွားနေတော့ဆော့ပါနေဟိုကလောက်သွားပြီစိတ်တိတ်ဆော့ပါဘလင်းလင်းကြီးဖြစ်သွားတော့ဒါပေမဲ့ထားမှာကျွန်တော်ပြန်ရှာလို့ရတယ်ကျွန်တော် happy gas ၄ခုရထားတာဗျ dry gas ပေါ့နော်၄ခုရထားအဲ၄ခုလုံးပျောက်သွားဗျအဲ့လည်းနှမျောစရာကောင်းကျွန်တော် picket တွေဒါရနှမျောစရာကောင်းတယ်ဒါပေမဲ့ထားလိုက်ပါအဲကျွန်တော်ဘာလုပ်နေဆိုတော့အခုလိုပဲပစ္စည်းလုံးတော့မယ်ပေါ့နော်โอเคကျွန်တော်ဒါရတော့ခုနကပီကလင်းနေကျွန်တော်တီကီးသွားပါတော့ထပ်ပြီးတော့ဒါအာမာတွေသူတို့စီကပြန်ရလာတာဒီအာမာတွေတော်လေးဟွာလို့ရအပီကလင်းနေဟွာရကျွန်တော်ရောက်တော့မလို့ဖြစ်နေอยู่ဗျနည်းနည်းလေးလိုတော့လာပါတဲ့ကြာတော့ရလို့တခါသွားယူရလေခုခေါင်းကကျွန်တော်များနေပြီသွားယူပြီးမှခေတော့ကျွန်တော်ဒီဘက်သွားမယ်ဒီဘက်သွားကျွန်တော်ငကားနဲ့တိုင်လို့မယ်ကျွန်တော်ဒီလိုအန်ချန်ကိုပြလေပဲ1လေးတွေနဲ့အန်ချန်မယ်ကျွန်တော် protection လေးရလို့ရမှာပေါ့နော်အဲ့လိုရအဲ့နည်းနည်းလေးတော့ဟွာလို့တော့မယ်အဲ့အန်ချန်တာပြောမှဆိုကျွန်တော်မဟုတ်ရင်ကျွန်တော်တန်းပြီးတည်တော့မှမလို့ရလော်ယူလာကျွန်တော်အန်ချန်လေးနဲ့ပါကောင်းလေးဆွဲအောင်မစိုးရအန်ချန်လေးပေါ်နေဟွာလို့တော့ဗျ protection လေးပါတော့အဲ့တော့ကျွန်တော်မလို့တဲ့ပစ္စည်းခဏဒီရဲထည့်ထားတော့ဗျစိတ်ပြတ်ဖို့တော့ကောင်းတယ်အကောင်ကြီးတကယ်ပြောကျွန်တော်ရောက်တော့မှာဗျာရောက်တော့မှာအကောင်ကြီးကြီးတော့ကျွန်တော်အာမလေးအကုန်ပါသွားတယ်နှမျောဖို့တော့ကောင်းတယ်ပဲကျွန်တော်ရဲပြန်ချလို့ရပါတယ်ဒါပေမဲ့ဆော့ရတော့နဲ့ဖီကျဲတော့ကျွန်တော်အာမရဲ့အနာတော့ကုန်တကယ်ဘင်းတော့မယ်လို့လုပ်ထားတာအကောင်ကြီးကျွန်တော်ကြီးတော့ဒါလည်းအဲ့တော့ကျွန်တော်လိုရဟာတွေလုပ်မယ်ဒါလုံးမယ်နောက်ရကျွန်တော်ဘယ်လောက်ပို့သေးကျွန်တော်ဒါလုံးမယ် yes နောက်ပြီးကျွန်တော်ဒါလုံးမယ်ပေါ့နော်အရာဒါလုံးမယ်ဒါဒီမှာ yes ဒါလုံးမယ်ဒါ yes ဒီအန်ချမ်းပါမယ်ပေါ့နော်မဆိုရောprotection to yes ဘာမှဝင်မရဘူးအဲ့တော့ကျွန်တော် feather follow လို့လည်း yes ပါ flame ပါပါ yes ဒါစီရရေဘောနော် okay အဲ့တော့ကျွန်တော်ငကားကြီးစီကိုစပြီးခြိတက်လိုက်ကြရအောင် let's go
ဆုံးတော့တွေးပေါ့နော်အဲ့တော့ကျွန်တော်ဒါလေးဖြတ်လိုက်မယ်ဖြတ်တော့ကျွန်တော်ဟိုနှစ်ခုတော့ရှင်းနှစ်ခုရှိရဆိုကျွန်တော်10ခုပဲလောက်ရတော့မှာ10ခုပဲလောက်ရတော့မှာဆိုတင်နေတော့10ခုရပြီအဲ့တော့ကျွန်တော်ဒီရက်ထည့်မယ်တိန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 ်โอเคyou know ကျွန်တော် response okay response nice response လေးရင်ဆက်လိုက်မယ် yes okay ကျွန်တော်ဒီပေါ်တဲ့ခုံချလိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီဟိုဖြစ်တဲ့ပေါ်စီဖြစ်တဲ့ analog နဲ့တိုက်ရတော့မှာပေါ့နော် okay အဲ့တော့ကျွန်တော်စပြီးတော့ခုံချလိုက်ကြရအောင် let's go ကျွန်တော်ကဲကောင်းတော့ကျွန်တော်အဲ့ဒါတက်တဲ့တွင်တော့ကျွန်တော်ဓာကြီးခုံချတော့မလို့အနာမင်းရောကျွန်တော်ကြောက်ရတယ်ဆိုတော့ကျွန်တော်ဒီအတိုင်းပဲကျွန်တော်ကိုယ်နဲ့ပြရတဲ့ကျွန်တော်ဟိုကဒီသူအမ်ပေါ်တဲ့ဆိုင်နဲ့ရတယ်ပေါ့နော်โอเคကျွန်တော်နေရရင်ခုံမိတယ်ကျွန်တော်ပြန်ကျွန်တော်အိုက်တန်နေရင်တော့တိုင်းထားတော့အနာမင်းနေကျွန်တော်ဒီအတိုင်းဆိုဟိုလို့Dragon ကြီးကျွန်တော်များရွာရအလုံးရှိတော့တိတ်တော့စိတ်ပူကြမှာပေါ့ပေါ့တယ်အောင်ပေါ့ဘူးနော်ကျွန်တော်ဘာလို့ဖြစ်လဲဆိုဗျိုင်းနေတာကျွန်တော်မသိတော့ဘူးကျွန်တော်နေတူရောစကီဟာလည်းနဲ့ရိုက်တာလားမရှုံးဘူးYes, Đâu nó sâu này anh nào cũng như cái này rồi tôi đi đâu vào rồi đâu tôiอยากphải yes tôi bi nào còn tôi bi đấy còn okay yes lý này rồi là what wow thiệt và con nhà thì hả tí đâu hay cũng hay cái làm sao được rồi chọn không hóa nó mà bien thì cái chọn lấy thoa toa dùng lấy thoa dùng mà cái này nó ở chọn thì cái toàn thì lấy thoa toa dùng mà ok ba blo thì ở chọn thì mà tinh mình xíu cái mà giá lộc mà
let's go yeah shot ကားလေးနဲ့တော့ကျွန်တော်တိတ်မတိုက်ရဘူး shot ကားရဲ့ကြမ်းတော့ let's go ကျွန်တော်တော်ဟုတ်လိုက်ရပြီဒီကော okay yes 2 1 2ရောအနာဖဲလေးရှိတော့ရောအနာဖဲ yes ပြရမလို့အော်ကျွန်တော်ပြင်ပေါ်လာကြပြင်ပေါ်လာပြီးစပွန်ပါတယ်ကျွန်တော် okay ပါ okay အဲ့တော့ကျွန်တော်အောက်စီမအော် okay တော့ကျွန်တော်ဘယ်ဘက်သွားမလဲအော် yes ဟိုမဲရှော့ကာတိုင်းပြီးရှိဟာဒါပေမဲ့ကျွန်တော်ဟိုကတော့မရှိဘူးပြဒါအဲ့ဘက်ခဏသွားလိုက်ပါနော်နော်ဒီရပါအဲ့တော့တောင်းနေလို့လာပြီကွာဒီကောင်ကြီးကဘာမှမရှိပါဘူးဘာမှမရှိတော့အဲ့ဒါဒီဘာရှိကွာဒီကောင်ကြီးဒီဘက်ကဒီအဲ့တော့ကျွန်တော်ချက်ပေးမှရှာထားနေရအောင်သွားမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့နေရာရောက်မှပဲပြန်ကြပါဒါမှမဟုတ်အဲ့ချက်ပေးကကျွန်တော်ဝေးရလားတော့မသိဘူးဒါပေမဲ့ထားပါအဲ့တော့ကျွန်တော်အဲ့နေရာရောက်မှကျွန်တော်အဲ့ live ဖွာရှိရဲ့ဟိုရောက်မှပြန်ကြပါ let's go ဟိုမဲ့ကျွန်တော်နောက်ဆုံးတော့ live ထွာရှိရဲ့ NC လို့ရောက်တော့ကျွန်တော်ဒါဆိုတကယ်တော့ကျွန်တော်ဟိုပါပေါ့နော်ဒီအနာမန်ကလာပြီးလုံလာရှုံတာရောကွာရောဒီအနာမန်ကခွေးတယ်မှာရောပြီးကျွန်တော်ဒါချက်ပြီးမှာတွေ့ရနေရမှာပေါ့နော်ကျွန်တော်အဲ့ချက်ပြီးကကျွန်တော်ကိုပြတော့ဗျာ location ကဘယ်တော့1000ကျော်တဲ့ကျွန်တော်သွားသေးတယ်ဒါပေမဲ့ကျွန်တော်တို့အဲ့ဘက်ကဟိုလို့ပေါ့နော်ဘလောတွေလည်းကုံသွားပြီကျွန်တော်ပြန်ဟိုမလို့တို့ပြန်လှည့်လာတာဒီဘက်ကိုနေလမ်းမပြီးတော့ကျွန်တော်ဒီဘက်ကိုရောက်လာအန်ဒီအန်ညီနဲ့လာတွေ့နေ NCD နဲ့လာတွေ့နေဟိုကျွန်တော်ချက်ပေးရဟွာမဟုတ်တာကျွန်တော်ချက်ပေးရပြတာဗျာဘလောကအဝေးကြီးပဲကျွန်တော်ဘလော1000ကျော်ဗျာဒီအရှိက position ကposition အရှိကဟာကြောင့်အနုပ်4000ကျော်မှအနောက်ကဟာကြောင့်1000ကျော်ဗျာအနုပ်ပါတယ်လားမသိဘူးမပါဘူးထင်တာပဲကျွန်တော်အလုံးမပေါတိုင်းဟုတ်တယ်အလုံးမပေါကျွန်တော်ဒီတိုင်းပဲ1000ကျော်ဟုတ်တယ်အဲ့တော့ကျွန်တော်တော်တော်လေးကိုဝေးရတယ်ကျွန်တော်သွားသေးတယ်ဒါပေမဲ့ဘလော့တွေကုန်တော့ကျွန်တော်ဒီမှာပေါ့နော်ဘလော့တွေဘာမှမရှိတော့ဘူးအဲ့တော့ကျွန်တော်လည်း problem ဖြစ်နေအပြန်လှည့်လာပြီးဒီဘက်ရောက်လာတာပဲဒီဘက်ရောက်လာဒီမှာအန်ကြီးနဲ့တွေ့ရတဲ့ NCD နဲ့တွေ့ရအလိုက်ထွက်ပါတဲ့ NCD နဲ့ပြီးတော့ကျွန်တော်ဒီဘလော့လေးနဲ့တူးမယ်ပေါ့နော်နေတူးပြီးတော့ကျွန်တော်အဲ့ဟာကိုလိုက်ပြီးတိုက်တော့မယ်ပေါ့နော် okay ပါ okay အဲ့တော့ကျွန်တော် short ကားတွေကိုစပြီးကြည့်လိုက်ရအောင်Let's go. brother ဒီမဲ့ကြည့်လောက်ရကျွန်တော်အင်မန်တို့ကြီးဘတ်ရောနော်ဘယ်လိုရောက်လာတော့ဟာကျွန်တော်အင်မန်တို့ကြီးဘတ်ရောရောက်စားကြီးလို့ဘတ်ရောရနေကြည့်လောက်ကျွန်တော်အဲ့ဟာတက်တာနေမှာကျွန်တော်ခုနနေရအဲ့နေရဟိုဟာကြီးပါတယ်ကျွန်တော်ဟောမြေကြီးလုံးကြီးရွှေ့လို့မရဘူးစကီးထက်နဲ့တူရင်ရတဲ့မြေကြီးလုံးကြီးရွှေ့လို့မရအခုဘတ်ရောကြီးပြောင်းတာအဲ့ဟာတက်တာနေမှာနော်ကျွန်တော် item တွေကဘယ်မှာလဲဆိုတော့ကျွန်တော် item တွေက Anna chest ထဲမှာပေါ့နော်ကျွန်တော်အရာဟိုဟာပြောင်းအောင်မလို့ထားတာတီးသွားမှာမလို့ပေါ့နော်တီးသွားရင်ပစ္စည်းအကုန်ပါသွားမှာမလို့ okay အဲ့တော့ကျွန်တော်အိမ်ပြန်လိုက်ပါအောင်မယ်အိမ်ပြန်မှပြန်နေကြပါ let's go okay နောက်ဆုံးကျွန်တော် overall ကိုပြန်ရတော့မှာမယ် yes ကျွန်တော်ဒီထဲကခုံချလိုက်အောင်ကျွန်တော်ရဲ့အိမ်ကိုပြန်ရောက်ပြီပေါ့နော် yes အဲ့တော့ခုံချလိုက်အောင် let's go ဒါလည်းကြော်မယ်ဒါလည်းကြော်မယ်တော့ skill လိုက်မယ်ကွာ skill လိုက်မယ်နော် skill လိုက်ပါမယ်ဒါလည်း yes ဖြစ်ပါပြီပြန်ရောက်လာအဲ့မိုင်းလေးကြီးရောက်လာ
ကျွန်တော်ဒီဟွာကျွန်တော်ဒီဟွာအဲ့ဒါမျိုးတက်တာမသိဘူးကြည့်လောက်ကျွန်တော်အခုလဲမိုင်းနဲ့ရောက်တာပြန်ကျွန်တော်ဒီရတဲ့စင်တော့ကျွန်တော်အဲ့ဒါတက်လာနေမှာကျွန်တော်ဒီရအခုလဲကြည့်လောက်ကျွန်တော်မိုင်းနဲ့ရောက်လာတယ်ကျွန်တော်ဟိုဘာဖြစ်တာတော့ဒါကြီးကဘယ်လိုလုပ်ရင်မိုင်းနဲ့ရောက်တော့ကျွန်တော်ဒီ strong ဟွာတော့မိုင်းနဲ့မှာဗျာဒါပေမဲ့ဘယ်လိုလုပ်ပြီးမိုင်းနဲ့ရောက်ကျွန်တော်ဒီဟွာကျွန်တော် response ဆက်ခဲ့တဲ့အေးရနာလေးရောက်မှာမဟုတ်ဘူးလားဘာလို့ငါမင်းတို့မဟုတ်တော့ဘူးလို့โอเคအဲ့တော့ကျွန်တော်အစီပြန်သွားရအောင်ပါဗောနော်ရှာရအောင်ပါပဲအဲ့ကျွန်တော်ဘယ်နာလေးမှလည်းမသိဘူးကျွန်တော်သိမမသိဘူးရှာရအောင်မှကျွန်တော်โอเคကျွန်တော် strong ရှာရအောင်ပါဗောလို့ရှာလိုက်တော့ကျွန်တော် bullshit တွေမယူရသေးဘူးရ bullshit တွေယူအောင်မှအဲ့ကြောင့်လို့ကျွန်တော်bullshit တွေယူအောင်မလို့ဗောနော်ကျွန်တော် response ဆက်ရအောင် diamond နဲ့လာတွေ့နေတာ2B လေးတွေ့မှာနှစ်တုံးနဲ့ကျွန်တော် bullshit တွေယူမလို့ပေါ့နော်โอเคအဲ့တော့ကျွန်တော်အစီပြန်သွားလောက်မယ်ပေါ့နော်အဲ့တော့ပြန်အောင်မှပြန်နေကြပေါ့โอเคနောက်ဆုံးတော့ရောက်ပါပြီတော်ရှာလိုက်ရရပေါ့နော်ကျွန်တော်ပေါက်ဟွာလုံနေတယ်တော်ရှာလိုက်ရရကျွန်တော်โอเคဒါကတော့ကျွန်တော်ဒီဟွာရှောင်းကတွေ့ကြတဲ့နေရာလေးကျွန်တော်ဒီထဲမှာအကုန်ယူသွားပြီအိုင်းအောင်မှာတော့ကျွန်တော်မလို့လို့မယူတော့ပေါ့နော်โอเคအဲ့တော့ကျွန်တော်ဒီဘက်တက်မယ်ဟုတ်တယ်ကျွန်တော် bullshit နေရာဘယ်နေရာလဲဆိုကျွန်တော်မှတ်မိပါတယ်ကျွန်တော် bullshit နေရာကျွန်တော်တကားတောင်သိချမှာပြေးခဲ့ရကြောင်းမလို့ဒီနေရာတော့ကျွန်တော်မဟုတ်ပါဘူးကျွန်တော်ဒီနားလေးရင်ပဲကျွန်တော် bullshit နေရာလေးကျွန်တော်ဒီရဲလည်းမဟုတ်ဘူးရဟိုလိုပန်းသီးနှလုံး okay ကျွန်တော်အစားစားလုံးနေရာနဲ့ပတ်တည်ပဲဒီနေရာမဟုတ်ကျွန်တော် bullshit နေရာကျွန်တော်သိရဲကျွန်တော် bullshit နေရာတိချာကိုကျွန်တော်ထားတာအဲ့လိုဒီတကားတွေကိုမပိတ်ထားဘူးနဲ့ထားတာပြကျွန်တော်ဘလော့တွေနဲ့ပိတ်မထားဘူးဗျာဟောဒီအရှိရတကားနေမှာလဲဆိုဒါကတော့ကျွန်တော်ဟိုလောက်တဲ့အပေါက်ပေါ့နော်ကျွန်တော်ဝင်ခဲ့ပေါ့အော်တိုတွေဒီမင်းတွေ့yes okay တွေ့ရပြီအဲ့တော့ share 2ကြီးပေါ့နော်ကျွန်တော်ဒီအားတွေက bullshit တွေအများကြီးပဲဗျာကျွန်တော်ဒီ bullshit တွေလိုချင်လို့ကိုကျွန်တော်ဟောလို့လားအသွားကြီးကဘာလို့ယူမသွားလဲဆိုတော့ကျွန်တော် inventory ပြီးမှမလို့ပေါ့နော်ကျွန်တော် okayကျွန်တော်shortcut ဘောက်တွေလည်းကျွန်တော် anna chest တင်မှာဗျကျွန်တော်lunch 2 power 2တယ်မသူပေါ့ lunch နဲ့ power လေးရပါတယ်အများမှထည့်လို့ရတယ် okay အဲ့တော့ကျွန်တော်ဒါလေးကိုဟိုလောက်မယ်ပေါ့နော် okay ဒီဟာတွေအကုန်လုံးတူးပြီးမှပြင်နေကြပါပေါ့ okay ဒီမှာပေါ့နော်ကျွန်တော်ဒီမှာတူးပြီးသွားပြီဒီဟာရဲ့ရွှေ့လို့ကိုမရဘူးဗျဘာဖြစ်တယ်လဲမသိဘူးဘယ်တော့ပုံစံကြီးပြပြီဒီမှာတော့ကျွန်တော်ပြောင်းရှင်းသွားပဲโอเคအခုကတော့ကျွန်တော်တကယ်အိမ်ပြန်ပြီပေါ့နော်အဲ့တော့အိမ်ပြောင်းမှပြင်နေကြပါပေါ့အဲ့တော့ let's go guys oh yes နောက်ဆုံးတော့ကျွန်တော်အိမ်ပြန်ရောက်ပါပြီအိမ်ပြောင်းပါပြီကျွန်တော်တော်လေးလေးပြင်မှန်းသွားပြီပေါ့နော် yes ကျွန်တော်အလိုက်ထားလိုက်ရခဲ့ပြီ yes okay အဲ့တော့ brother တို့ကျွန်တော်ဘာတွေရခဲ့လဲဆိုတာ brother တို့ကိုလိုက်ပြန်ပေါ့နော် okay ကျွန်တော် anna chest ထဲမှာပေါ့နော်ကျွန်တော်အရင်ဆုံး anna chest အရင် crack ရအောင်ပေါ့နော် anna chest crack ဖို့ဆိုရင်ကတော့ကျွန်တော်ဒီမှာအနာဖဲတွေရှိရပါတော့အနာဖဲဟိုချက်ဆင်းမှာအနာဖဲတစ်ခုရှိသေးရပါတော့အဲ့တစ်ခုနဲ့ crack ရမှာဗျโอเคအဲ့တော့အနာချက်တွေပါလေလဲ crack လောက်မှာပေါ့နော်โอเคအဲ့တော့ကျွန်တော် brother တို့ဘာရလဲဆိုတာလိုက်ပြီးပြရင်ပေါ့နော်တစ်ခုချင်းစီโอเคကျွန်တော်ဒီမှာပေါ့နော်အနာချက်ကတော့ crack ပြီးသွားပြီအဲ့တော့ကျွန်တော်အနာချက်ကိုဒီနေ့လေးထားလိုက်မယ် yes ဒီမှာပေါ့နော်ရခဲ့တဲ့ဟာလေးကျွန်တော် shocker ရှိရတော့9ခု17ခုပေါ့နော်ကျွန်တော် crack ထားရတယ်ဆိုရင်ကတော့ကျွန်တော်ဒီမှာ diamond armor 2ခုရခဲ့တယ်ပေါ့နော်boost ရဲ့ဟိုဟာ legging ရဲ့အဲ့ရခဲ့ပေါ့2ခုရခဲ့ရ iron chest plate ဘာတွေရခဲ့နောက်ပြီးတော့ဘောင်ဒီ Minecraft အခု version နဲ့မှာအသစ်ပါလာတဲ့ဟာပေါ့နော်အဲ့ရလည်းရခဲ့တယ်နောက်ပြီးတော့ဒီမှာ diamond legging နောက်တစ်ခုပေါ့2ခုပေါ့နော်စုစုပေါ့ iron ဟာရခဲ့ဒါပါပဲကျွန်တော်နောက်ပြီးတော့ alight ထွားရေဒါပဲပေါ့နော်ကျွန်တော်အိပ်ပြီးကောင်းခဲကတော့မရဘူးကောင်းတာတော့ကျွန်တော်ဒီဟိုဟာကောင်းတယ်ပေါ့နော်ဒီ diamond boost ကကောင်းတယ်ကျွန်တော် enchant ကတော်တော်ကောင်းတယ်ဗျโอเคကျွန်တော်အနာတော်ကိုလည်းကြည့်ပြီးသွားပြီနောက်ကျော်လိုက်ထွားလေးယူပြီးသွားပြီဆိုတော့ကျွန်တော်ဗီဒီယိုတွေကိုဆုံးဖြတ်ကြည့်ပေးကြလူတယောက်ချင်းကျွန်တော်ကျေးဇူးအထူးတင်ရှိပါဗျာကျွန်တော် channel like ဆော်ရလုပ်ပေးကြအောင်ဗျနောက်ဗီဒီယိုမှာပြန်ကြပါ bye bye